ဒီနေ့ခေတ်မှာအသားဖြူမှလှရဲဆိုတဲ့အယူအဆဟာတဖြည်းဖြည်းမှေးမှိန်လာပါပြီတကယ်တော့မျိုးစိမ့်စိမ့်အသားအရောင်နဲ့ဆွဲဆောင်မှုရှိတဲ့မျိုးချောတွေဟာကမ္ဘာအလှပစံနှုန်းတွေမှာထိပ်ဆုံးကနေရာယူလာကြပါတယ်ဒီနေ့မှာတော့စံနှုန်းတွေအရကမ္ဘာပေါ်မှာအသားဖြူစရာမလိုပဲမျိုးချောတွေအပေါ်ဆုံး9နိုင်ငံကိုပြောပြပေးသွားပါမယ်နံပါတ်5ကတော့ဖိလစ်ပိုင်ပါအာရှမှာဆိုရင်တော့ဖိလစ်ပိုင်ဟာမျိုးချောလေးတွေရဲ့နိဗ္ဗာန်ပုံမှာပဲသူတို့စီမှာအမွှနာလို့ခေါ်တဲ့အသားညိုညိုဆိုအလှတရားကအရန်ကိုခစ်စားပါတယ်ဖိလစ်ပိုင်မလေးတွေဟာမျက်နှာပေါက်ကျစ်လက်သလိုအသားရောင်ကလည်းရွှေအိုရောင်တန်းနေတာကြောင့်ကမ္ဘာအလှမဲပြိုင်ပွဲတွေမှာခဏခဏစုတွေတိမ်ကျုံရလေးရှိပါတယ်နံပါတ်4ကတော့အီသီယိုးပီးယားပါအာဖရိကတိုက်လို့ပြောလိုက်ရင်လူတော်တော်များများကအသားမဲတယ်လို့ပဲမြင်ကြပေမဲ့အီသီယိုးပီးယားကတော့ထူးခြားပါတယ်သူတို့စီကမိန်းကလေးတွေဟာချောကလက်ရောင်အသားရောင်ရှိပြီးနှရံပေါ်မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့အရန်ကိုလှပကြတာပါကမ္ဘာနာမည်ကြီးမော်ဒယ်တော်တော်များများဟာအီသီယိုးပီးယားကဆင်းသက်လာတာဖြစ်ပါတယ်သူတို့ရဲ့မျိုးချောလှကတည်ငြိမ်ပြီးဆွဲဆောင်မှုရှိတဲ့အလှမျိုးလို့သတ်မှတ်ကြပါတယ်နံပါတ်3နေရာကိုယူထားတာကတော့အိန္ဒိယပါအိန္ဒိယနိုင်ငံဟာလူမျိုးပေါင်းစုံရှိတဲ့အတွက်အသားအရောင်လည်းအမျိုးမျိုးကွဲပြားပါတယ်ဒါပေမဲ့ကမ္ဘာအလှပဆုံးစည်ရင်းဝင်တဲ့အိန္ဒိယမလေးတွေဟာများသောအားဖြင့်မျိုးစိမ့်စိမ့်အသားအရောင်နဲ့မျက်လုံးနက်နက်သပင်နက်နက်ပိုင်ရှင်တွေဖြစ်ကြပါတယ်အိန္ဒိယရဲ့မျိုးချောအလှဟာသူတို့ရဲ့ရိုးရာဝတ်စုံလေးတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမြင်သူတိုင်းငေးလောက်ရတဲ့အထိပြည့်စုံလွန်းလာပါတယ်နံပါတ်2ကအခုဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အလှပအကြောင်းပြောရမယ့်အချိန်ပါပဲမြန်မာမလေးတွေရဲ့မျိုးချောအလှဟာတခြားနိုင်ငံတွေနဲ့မတူဘဲထူးခြားတဲ့မျိုးအေးအေးအလှမျိုးရှိကြပါတယ်တဘာဝအတိုင်းမျိုးစိမ့်နဲ့အသားအရောင်ပေါ်မှာတနခါးပါးကွက်လေးနဲ့ပေါင်းဆက်လိုက်တဲ့အခါဘယ်နောက်တိုင်းအလှပနဲ့မှမလဲနိုင်တဲ့ရင်ကျေးတိမ်မွေးတဲ့ဆွဲဆောင်မှုမျိုးကိုရရှိစေတာပါအခုနောက်ပိုင်းမြန်မာနိုင်ငံကနာမည်ကြီးမော်ဒယ်တွေနဲ့အမှုပညာရှင်တွေဟာလည်းအသားဖြူဖို့ထက်မိမိတို့ရဲ့တဘာဝအတိုင်းမျိုးစိမ့်နဲ့အသားအရောင်ကိုပိုပြီးတန်ဖိုးထားဂုဏ်ယူလာကြတာတွေ့ရပါတယ်ဒီဇယားရဲ့ထက်ဆုံးမှာရှိနေသူကတော့ဘရာဇီးပါအားလုံးခံမှန်းထားတဲ့အတိုင်းဘရာဇီးဟာကမ္ဘာပေါ်မှာအသားညိုညိုမော်ဒယ်တွေအထွက်ဆုံးနိုင်ငံလို့တောင်ပြောလို့ရပါတယ်။နေပူထဲမှာစော့ကစားရင်းရရှိလာတဲ့သူတို့ရဲ့ Golden Tan အသားရောင်ဟာအတုလို့ယူလို့မရတဲ့တဘာဝအလှတရားပါဘရာဇီးညိုချောတွေရဲ့ပြည့်ဝက်ချက်ကတော့သူတို့ရဲ့ယုံကြည်မှုနဲ့ကျန်းမာတဲ့အသားရောင်ပဲဖြစ်ပါတယ်။ခုနကပြောပြသွားတဲ့9နိုင်ငံထဲမှာတင်ကြိုက်ဆုံးမျိုးချောလေးတွေကဘယ်နိုင်ငံကဖြစ်မလဲတကယ်တော့အသားရောင်ဆိုတာဆေးဆိုးပန်းရိုက်ထားတဲ့အလှထက်ကိုယ့်အသားရောင်နဲ့ကိုယ်ယုံကြည်မှုရှိရှိလှပနေဖို့ကပိုအရေးကြီးပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဦး